ကျွန်တော်ဒီ page ကိုထောင်ရရွယ်ချက်ကပေါ့နော်ဟိုဂျပန်မှာနေပေါ့နေပြီးတော့ဒီဂျပန် Binance Japan လို့ခြားဒီ local exchange ရှိရပေါ့နော်ဂျပန်မှာထောင်ထားတဲ့ဟာပေါ့ exchange ပေါ့အဲ့လိုဟာမျိုးတွေမှာကျွန်တော်ကဒီဝယ်မယ်ပေါ့နော်ဒီ crypto တွေဝယ်မယ်ဝယ်ပြီးတော့ကျွန်တော်ချိန်မှာရောင်းမယ်ပေါ့အဲ့လိုမျိုးတွေရောင်းတဲ့အခါမျိုးမှာကျွန်တော်တို့ကဒီ profit တွေထွက်လာမယ်ပေါ့နော်profit ထွက်လာတဲ့အခါမျိုးမှာဘယ်လောက် amount ထက်ဆိုရင်အခွန်ဆောင်မယ်ဆိုပြီးတော့ဂျပန်ဆိုရသတ်မှတ်ထားရရှိရပေါ့နော်အဲ့လိုချိန်ကြရင်ကျွန်တော်ကမရှိမနေအခွန်ဆောင်မယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကဒီဂျပန် local exchange တွေနဲ့ကျွန်တော်ရဲ့ဒီ bank account တွေနဲ့ချိန်ထားဆိုတော့တော်တော်များများကတည်နေပြီဆိုတော့လိန်လို့လည်းမရဘူးပေါ့နော်ကိုကဒီဂျပန်မှာရေရှည်လုပ်မယ်တေချာလေးလဲဒီကောင်ကိုရဲ့ဒီ investment ဒီ business တစ်ခုအနေနဲ့လည်းလုပ်မယ်ဆိုရင်ကျွန်တော်ကဒီအခွန်မဆောင်မနေလို့မရဘူးပေါ့နော်ဂျပန်ကအခွန်ဆောင်ပြီးတော့အခွန်နဲ့လေပတ်နေတဲ့နိုင်ငံဆိုတော့ကျွန်တော်တို့ကဟုတ်ပြီငါဂျပန်မှာကိုလက်ရှိနေတယ်ပေါ့ crypto လဲလုပ်မယ်ဆိုရင်အခွန်ပေးရမယ်အခွန်မပေးခြင်းလို့မရဘူးပေါ့နော်မြန်မာနဲ့မတူတာတော့မြန်မာမှာတော့ဒီ crypto နဲ့ပတ်သက်ပြီးတော့အခွန်ဆိုတာမရှိပေမဲ့ဒီဂျပန်မှာတော့အခွန်ပေးရမယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးအခုကျွန်တော်ဒီ screenshot ရိုက်ထားပါပေါ့နော် screenshot ရိုက်ထားလို့ဒီခုလောဆယ်ဂျပန်ဆိုရပြဋ္ဌာန်းတာ law ပေါ့နော်ဂျပန်ဆိုရက crypto နဲ့ပတ်သက်တဲ့ law ကိုဒီခုဆွေးနွေးနေတယ်ပေါ့နော်ကျွန်တော်မဟုတ်6လပိုင်းရယ်9လပိုင်းရယ်မှာသူတို့ဒီ law တက်ထွက်မယ်ပေါ့နော်သူတို့ကိုအဓိကဆွေးနွေးနေရတော့အတေချာတော့မသိဘူးမဲ့တည်နေရဆိုရင်ပေါ့ဒီ crypto ကလိုမျိုး crypto ရဲ့ဒီအခွန်ဆောင်တဲ့ပမာဏကဒီကျွန်တော်တို့ stock share လို့ဟာမျိုးပုံစံဖြစ်သွားပြီးတော့မှ 20% ပေါ့နော်အားတော့တကယ်ထွက်လာမှာပေါ့သိတာပေါ့နော်ဒါသူတို့ဆွေးနွေးနေတဲ့အနေထားပေါ့နော်တကယ်လို့အဲ့ဒါတော့ 20% ဖြစ်သွားရဆိုရင်2026မှာပေါ့နော်ဒါကစပြီးတော့တက်ဝင်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲကြရင်ကျွန်တော်တို့ကဒီ 20% ပေးရမယ်ပေါ့နော် profit ကိုလောဆယ်ဒါကဒီဟာဆိုရင် screenshot ကကြတော့ကျွန်တော်ဒီအစိုးရရဲ့အရင် law ပေါ့နော်ဒီ crypto နဲ့ပတ်သက်တဲ့ law ပေါ့ဒီမှာဆိုရေးထားဆိုရင်ဒီကျွန်တော်တို့အဓိကလုပ်နေတာဆိုတော့ staking ရှိမယ်အဲ့လိုရှိမယ်ပေါ့နော်အဲ့ကနေရလာတဲ့ဟာတွေဆိုရင်သူတို့ကဒါအခွန်ဆောင်မယ်ပေါ့နော်အခွန်ဆောင်မဲ့ထင်မှာပါတယ်ပေါ့နော်အဲ့လိုမျိုးရေးထားပေါ့ဘယ်လိုတွက်ချက်လဲဆိုရင်ဟာပါအောင်ETH က2500ပေါ့2500မှာကျွန်တော်ကstaking reward အနေနဲ့ 0.1 ရတယ်ဆိုရင်0.1 နဲ့1500နဲ့မျှပြီးအပေါက်စီပေါ့နော်ဟုတ်ပြီအဲ့ဒါ income အနေနဲ့ထွက်လာရပေါ့နော်အဲ့ income က1020ကျော်ရဆိုရင်အခွန်ဆောင်မဲ့ပုံစံမျိုးပေါ့နော်ဆိုရင်ကျွန်တော်အဓိကသုံးနေရတော့ Coinly software သုံးနေပြနောက်ထပ်တစ်ခုလည်းသုံးသေးတယ်ဆိုပေမဲ့အဲ့နဲ့ပတ်သက်ပြီးလည်းကျွန်တော်နည်းနည်းလေးနောက်ပိုင်းလည်းတစ်ခုချင်း share ဝါမယ်လို့ရွေးထားရပေါ့နော်ဒီမှာလည်းရေးထားရပေါ့ Android နဲ့ပတ်သက်ပြီးဘယ်လိုဟာမျိုးလဲဆိုရင်ဒီမှာဆိုပြတော်တော်များများကcrypto က45% ပေါ့နော်45% ကဒါ Jumin Zeikin မပါသေးဘူးเนาะ Jumin Zeikin ပါတယ်ဆိုရင်မှာ10% plus ပေါင်းပြီးတော့55% ကြီးဖြစ်သွားမယ်ပေါ့55% ထိအောင်ပေးရမှာလားပေါ့အဲ့လိုမျိုးတွေပေါ့နော်ပုံမှန်ကတော့ non shoe နေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့မြန်မာတော်တော်များများပေါ့နော်ဟူလာစာကိုပြောမယ်ဆိုကျွန်တော်1330နဲ့690ကြားထဲမှာရှိမယ်695ပေါ့နော်အဲ့မှာရှိမဲ့695နဲ့900ကြားထဲမှာရှိမဲ့လူကများမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်များမယ်လို့ထင်တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်က23%ဂျူမင်းစိတ်ခင်းကလည်းသူကဆောင်နေရဆိုတော့10% ပေါက်လိုက်မှာ33%ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်ကအခွန်ဆောင်ရမယ်ပေါ့ခုလောတရဆိုရင်မှ20% ဖြစ်သွားမယ်ပေါ့ဒါတော့ကိုကဒန်ရှူများတယ် income လည်းများလာဆိုများရင်များတော့တိုးလာမှာဆိုတော့ဒီ20% နဲ့ပုံတည်ဖြစ်သွားတော့ဒါတော့ကျွန်တော်တို့အကောင်းဆုံးပဲပေါ့နော်ဒီ screenshot ကြတော့ကျွန်တော်ဒီ Coinly software သုံးနေရပါတော့
software သုံးနေပြီးတော့ကျွန်တော်ရဲ့ record တွေအကုန်အထဲမှာထည့်ထားတာပေါ့နော်ထည့်ထားပြီးတော့ဒီ staking reward ကိုဒါ screenshot ရိုက်ထားပါအဲ့ဆိုရင်ကျွန်တော်ကဒီ EDX ကပေါ့နော်ကျွန်တော် staking လုပ်ထား STEDX ရမယ်အဲ့ကျွန်တော်ချားသုံးနေဆို Binance အဓိကထားသုံးနေတာချား software local software ကျွန်တော်Japan local exchange exchange တွေတိတ်မသုံးပြုတ်ပေါ့နော်user interface ကြောက်လည်းပါတယ်နောက်ပြီးကြတော့ customer support က Binance လောက်တိတ်မကောင်းလို့ထင်တယ်ပေါ့နော်ကျွန်တော်တိတ်မကြိုက်ပေါ့အဓိကသုံးပြတာတော့Binance Japan သုံးပြတယ်ပေါ့အခုမှစပြီးတော့ Japan မှာဟိုတလုံးမှ Binance Japan 2024ထင်တယ်ဒါကမှစလာဆိုတော့လိုအပ်ချက်တွေlocal exchange တွေလည်းရှင်တချို့လိုအပ်ချက်တွေရှိသေးပြီပဲပေါ့နော်Binance Japan လည်းတော်တော်လေးသုံးအောင်အဆင်ပြေလာတယ်ပေါ့နော်ကျွန်တော်တော့ပြောကြရပေါ့အဲ့ဆိုရင်ကျွန်တော်ကEDX ကကြတော့ကျွန်တော်hardware wallet ထဲမှာထည့်ပြီးတော့ staking လုပ်ထားပါပေါ့နော်အဲ့နေပြီးတော့ကျွန်တော်ရှိမှာဒီ staking reward ရပါကျွန်တော်တော့ကျွန်တော် BNB ပေါ့နော်ဒီမှာဗျBNB နဲ့ပတ်သက်ပြီးပြောချင်တာတစ်ခုอ่ะပေါ့နော် Binance Global တို့အောင်မှာဆိုရင်ကျွန်တော်တို့ကဒီ BNB ကင်ထားရဆိုရင်ပေါ့နော် BNB ကင်ထားရဆိုရင်ကျွန်တော်တို့ကဒီ airdrop တွေပြီးတဲ့ခါမျိုးမှာairdrop ကျွန်တော်ကဒါရိုက်ရပေါ့လိုဟာမျိုးလဲဆိုရင်ထားပါအောင် ADA ပေါ့နော် ADA ကို airdrop အနေနဲ့ပေးမယ်ဆိုကျွန်တော်က ADA ကိုရတယ်ပေါ့ Binance Global မှာဆိုတော့ဒါရိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကကြိုက်တဲ့ချိန်ကြောင်းလို့ရတယ် Binance Japan မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးဗျတော့ဘယ်လိုဟာမျိုးလဲဆိုရင်ဒါတော့ဒီဂျပန်ဆိုရတတ်မှတ်ထားတဲ့ policy ရလို့တော့ထင်တာပေါ့နော်နောက်ကြတော့အဲ့လိုမျိုး airdrop coin အနေနဲ့လေဒီမှာမရှိတော့သူအနေနဲ့ကျွန်တော်တို့ဒီ Binance Japan မှာရလာတယ်ဆိုရင်ကျွန်တော်တို့ကဒီ BNB အနေနဲ့တိုက်ရိုက်ရတာပေါ့နော်ဘလောက် range နဲ့တွက်ပြီးတော့ကျွန်တော်တို့ပေးလဲဆိုတာကျွန်တော်မသိဘူးထားပါအောင် ADA 10ခု ADA ကျွန်တော်တို့ပေးမယ်ဆိုရင် Binance Japan က auto BNB ကိုပြောင်းလိုက်တာပေါ့ဘလောက် range နဲ့ပြောင်းလိုက်လဲဆိုတာဘာလည်းမသိဘူးကျွန်တော်ရှိရောက်လာပေါ့ဒါတော့ကျွန်တော်က38ရ.16ရန်ရဟာပေါ့နော်အောက်က reward ကတော့ပုံမှန် staking reward ဆိုတဲ့ပုံစံမျိုးပေးတာပေါ့နော်ဒီ arrow ကကြတော့မှသူကရောက်ဗျာ Binance Global မှာပေါ့ဟုတ်ပြီဒီ arrow ချပေးနေဆိုရင် Binance Japan မှာလည်းဒီ arrow ပေးတယ်Binance Japan မှာအကြောင်းဝင်တယ်ပေါ့ဒါပေမဲ့ရတဲ့ခါမှာကျွန်တော်က BNB နဲ့ရတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးဖြစ်တာပေါ့နော်Solana လို့ပါဒီလိုပါပုံမှန်တိုင်းပါပဲကျွန်တော်လောဆယ် Binance ထဲမှာထည့်ထားတယ်မြန်မာ hardware wallet ထဲပြန်ထည့်ပေါ့လောဆယ်ကတော့နည်းနည်းဒီ Binance Japan ထဲမှာစုံနေပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တော့ update မှွေးလေးပါ APT ရောပါလို့ညာပေါ့နော်1.3ရ7.9ရပေါ့ APT က7.9ရပေါ့နော်ပုံမှန်ပေါင်းနေဆိုရင်တော့230.2တက်ပေါ့နော်ရလာမယ်ပေါ့နော်ဒါတင်တော့ရတရက်ဝင်ပေါ့နော်staking reward ကရတဲ့ဟာပေါ့နော်လောလောဆယ်အောင်နည်းသေးရဆိုရင်တဖြည်းဖြည်းနဲ့များလာမယ်ထင်တယ်ပေါ့နော်ဟိုကလည်းcoin ဈေးရကျနေတာဆိုတော့230ဆိုတော့230.2တက်ဆိုတော့ကျွန်တော်တို့ကကူကလည်းဈေးကျနေတာဆိုတော့600လောက်ပေါ့နော်တလောက်ပေါ့နော်ဆန်တဲ့အိဆာလောက်ပေါ့ဆန်တဲ့အိဆာလောက်ရတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ကအဲ့လိုမျိုးချားဟိုက်လည်းမရောင်းသေးဘူးပေါ့နော်
မြောင်ဒီပဲနဲ့ဈေးကြားအချိန်မှာဝယ်စုတယ်ဝယ်စုပြီးရ stationery ကိုကျွန်တော်တို့ truck လောက်တယ် record လောက်ထားရပါတော့အဲ့ဒီကျွန်တော်ကြည့်နေတာပေါ့ကြည့်ပြီးတော့မှအခွန်ပေးဖို့ဆိုရင်ကျွန်တော်တို့ကဒီပေါ့နော်10ကျော်လာမကျော်လာအပထားပေါ့နော်ကျွန်တော်တို့ဘေးချိန်မှာဝယ်လိုက်တယ်ဘေးချိန်မှာရောင်းလိုက်တယ်ဆိုတာ record ရအကုန် truck လုံးနေမှာရမှာပေါ့အဲ့မှာမဟုတ်ဘူးကျွန်တော်ကဘလောက်ဖြစ်နေလဲဟာဘလောက်အမောက်ထိကျွန်တော် profit ဘလောက်အမောက်ထိထွက်နေလဲကျွန်တော်က profit မထွက်ဘဲနဲ့ဘလောက် minus ဖြစ်နေလဲဆိုတာမသိဘူးပေါ့နော်အဲ့လိုမျိုးအစားသေးကprofit ထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေ record ရအများ truck လုံးနေမှာရမှာပေါ့နော်အဲကြတော့ဒီ quality software လို့ဟာမျိုးတွေကလိုအပ်တယ်ပေါ့နော်အဲ့ဒီပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်းနည်းနည်းချင်းစီတော့တင်ပေးသွားမယ်ကျွန်တော် quality software ဘယ်လိုမျိုးရှိအခြားတစ်ခါတစ်ခုတုံးနေတယ်ဂျပန်မှာနာမည်ကြီးရဟာဘယ်လိုဟာမျိုးရှိရပေါ့နောက်ကြဘယ်လိုမတ်တက်မျိုးတုံးပြီးတော့အဲ့လိုမျိုး trial လုပ်နေရလဲပေါ့အဲ့လိုမျိုးမှာဂျပန်ဆိုရတတ်မှတ်ထားတဲ့ဒီတတ်မှတ်ချက်လေးရှိရပေါ့နော်ဘယ်လိုဟာမျိုးနဲ့ဒီအခွန်လျှောက်တဲ့ဟာမျိုးမှာတင်ရမယ်လို့ပါအဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တဖြည်းဖြည်းချင်းစီဗီဒီယိုလုပ်ပြီးတော့အဲ့လိုမျိုးတင်ပေးသွားမယ်လို့ရွေးထားရပေါ့နော်